အောင်မြင်မှုရဲ့ထိပ်ဆုံးကိုရောက်နေတဲ့လူတစ်ယောက်ဟာအမှန်လူတွေအိမ်မက်တောင်မမက်ရဲတဲ့ပိုင်ဆိုင်မှုတွေကိုလက်ညှိုးထိုးမလို့ရရှိထားပါတယ်။ဒီစိန်ဥစ္စာနာမည်ကျော်ကြားမှုအတိုင်းဝိုင်းနဲ့မြောက်ပင့်ပေးနေကြတဲ့လူပေါင်းများစွာဒါပေမဲ့ဒီလိုထက်တန်းကြတဲ့ဘဝရဲ့နောက်ွယ်မှာခါးသီးလွန်းတဲ့ရင်းနှီးပေးဆက်မှုတွေရှိနေတယ်ဆိုတာရောသိယုံကြည်နိုင်ပါမလား။အောင်မြင်မှုပေါင်းများစွာနဲ့တောက်ပနေတဲ့မီးရောင်တွေရဲ့နောက်ွယ်မှာတော့ကိုပြန်ရှာမတွေ့တော့ပဲလမ်းပြောင်းနေတဲ့ဝိညာဉ်တယောက်ရှိနေပါတယ်။တညမှာတော့သူဟာသူ့ရဲ့ကစားသမားတွေနဲ့ဝန်ထမ်းတွေအပေါ်စီးပွားရေးဆန်ဆန်အသုံးချနေတာကိုမခံရနိုင်တော့ပဲကုမ္ပဏီတစ်ခုလုံးကိုတုံ့လုံသွားစေမဲ့အမှန်တရားကြေညာချက်စာတမ်းတစ်ခုကိုရေးသားလိုက်ပါတယ်။ဒီအမှန်တရားကြေညာချက်ဟာသူ့ရဲ့တောက်ပနေတဲ့အနာဂတ်ကိုဖျက်ဆီးပစ်လိုက်မှာလား။ဒါမှမဟုတ်ဘဝတစ်တစ်ခုရဲ့အစဖြစ်လာမလားဆိုတာကတော့1990ပြည့်လွန်နေများရဲ့ American စိမ့်လန်းဆိုပြတဲ့အားကစားစီးပွားရေးလောကဒီလောကမှာငွေကြေးနဲ့အာဏာဟာအရာရာကိုဖန်တီးနေပြီးအားကစားသမားတွေဟာလူထက်ကုန်ပစ္စည်းတစ်ခုလိုပြည့်မှုဆက်ဆံခံနေရတဲ့ခေတ်ကာလတစ်ခုဖြစ်ပါတယ်။ Jerry Maguire ဆိုတာအားကစားအေဂျင့်လောကမှာအတောက်ပဆုံးနဲ့အောင်မြင်ဆုံးစတာတစ်ယောက်ပါ။သူဟာပရိသတ်ချစ်တော် sport agent တစ်ယောက်ဖြစ်ပြီးထိပ်တန်းအားကစားသမားပေါင်းများစွာကိုကိုစားပြုလမ်းပြပေးနေသူဖြစ်ပါတယ်။ဒါပေမဲ့ရုပ်ဝတ္ထုတွေပြည့်စုံနေပေမဲ့သူ့ရဲ့ရင်ထဲမှာတော့တခုခုလိုအပ်နေသလိုခံစားနေရပါတယ်။စီးပွားရေးဆန်လွန်လာတဲ့ဒီလောကကြီးထဲမှာလူသားဆန်မှုတွေပျောက်ဆုံးနေတာကိုသူသတိထားမိလာတဲ့အခါမှာတော့စကားလုံးတွေနဲ့မဖော်ပြနိုင်တဲ့စိတ်သက်သာမှုတွေသူ့စီရောက်ရှိလာခဲ့ပါတယ်။ Jerry Maguire ရဲ့ဘဝဟာအရာရာပြည့်စုံနေသလိုထင်ရပေမဲ့သူ့ရဲ့မနှက်ဖြန်တွေဟာစီးပွားရေးလက်ကွက်တွေနဲ့ပဲပြည့်နှက်နေခဲ့ပါတယ်။တန်ကစားသမားတွေကိုလက်ဝက်ကြီးအုပ်ထားပြီးကုမ္ပဏီအတွက်တန်ပေါင်းများစွာသောဝင်ငွေတွေကိုရှာဖွေပေးနေတဲ့အဓိကမန်နိုင်ဖြစ်နေပေမဲ့လည်းသူကိုစားပြုထားတဲ့ကစားသမားတယောက်ဒဏ်ရာရသွားတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ရှားလက်တွေဟာသူ့ကိုအကြီးအကျယ်နှိုးချသွားစေခဲ့ပါတယ်။ဒဏ်ရာရထားတဲ့ကစားသမားရဲ့ကလေးငယ်ကဂျယ်ရီကိုကြည့်ပြီးဖြိုးသားစွာမေးခွန်းထုတ်လိုက်တဲ့စကားတခွန်းဟာသူ့ရဲ့စိတ်နှလုံးကိုပြင်းထန်စွာရိုက်ခတ်သွားခဲ့တာပါ။အားကစားဆိုတာငွေကြေးသက်မဟုတ်ပဲလူသားဆန်တဲ့တန်ရောစင်တဲ့ဂရုစိုက်မှုတွေရှိရမယ်ဆိုတာကိုသူသဘောပေါက်သွားခဲ့ပါတယ်။ဒီလိုနဲ့တညမှာတော့ဂျယ်ရီဟာအိတ်မရပဲစိတ်ထဲမှာတိုးဝေးလာတဲ့ခံစားချက်တွေကိုအခြေခံပြီးကုမ္ပဏီရဲ့မူဝါဒကိုစိန်ခေါ်မဲ့အစီရင်ခံစာတစ်စောင်ကိုရေးသားလိုက်ပါတယ်။အဲ့ဒီစာတမ်းရဲ့ခေါင်းစဉ်ကတော့ငါတို့လှုပ်ဆောင်နေတဲ့အရာများနဲ့မလှုပ်ဆောင်မဲခြံထားခဲ့သောအရာများဖြစ်ပြီးကစားသမားအရေးအတွက်ကိုလျှော့ချဖို့စီးပွားရေးတဲ့လူသားဆန်မှုကိုဦးစားပေးဖို့နဲ့ဝန်ဆောင်မှုအရေးအသွေးကိုမြင့်တင်ဖို့တောင်းဆိုထားတာဖြစ်ပါတယ်။ဒီစာတမ်းကိုရေးပြီးတဲ့နောက်မှာတော့ဂျယ်ရီဟာစိတ်သက်သာရာရသွားခဲ့ပေမဲ့ရလက်ကတော့စိတ်ကူးထားတာထက်အစာပေါင်းများစွာပုံမှုပြင်းထန်ခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့သူရေးသားခဲ့တဲ့စာတမ်းဟာကုမ္ပဏီတစ်ခုလုံးကိုပြန့်နှံ့သွားခဲ့ပြီးဝန်ထမ်းတွေရဲ့လက်ခုပ်တံတွေကိုရရှိခဲ့ပေမဲ့အထက်လူကြီးတွေအတွက်ကတော့ဒါဟာသစ္စာဖောက်မှုတစ်ခုလိုဖြစ်သွားခဲ့ပါတယ်။သိမကြခင်မှာပဲဂျယ်ရီဟာကုမ္ပဏီကနေထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။တောက်ပနေတဲ့အရာတို့အဆောက်အအုံနဲ့ရပိုင်ခွင့်အရာရာဟာစက္ကန့်ပိုင်းအတွင်းမှာပဲပျောက်ကွယ်သွားခဲ့ရပါတယ်။သူရုံးခန်းကနေထွက်ခွာသွားရတော့မယ့်အချိန်မှာတော့သူနဲ့အတူလက်တွဲပြီးဘဝအသစ်စမဲ့သူရှိလားလို့အော်ဟစ်မြင်းမြန်းခဲ့ပေမဲ့ရလက်ကတော့တိတ်ဆိတ်ငြိမ်သက်မှုသာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အန်အောစရာကောင်းစွာနဲ့ပဲကလေးတစ်ဖက်နဲ့မိခင်တယောက်ဖြစ်တဲ့ Dorothy Boyd ဆိုတဲ့စည်ရင်းကင်မျိုးသမီးလေးဟာဂျယ်ရီရဲ့ရိုးသားမှုကိုယုံကြည်ပြီးသူ့နောက်ကိုလိုက်ပါဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Dorothy ဟာမိသားစုကိုတာဝန်နေရသူဖြစ်တာကြောင့်ဒီစွန့်စားမှုဟာသူမအတွက်တော့ဘဝကိုပုံအောလိုက်တာနဲ့တူပါတယ်။ဂျယ်ရီဟာသူ့ရဲ့အားကစားသမားအဟောင်းတွေကိုဖုန်းဆက်ပြီးသူ့စီမှာဆက်လက်နေထိုင်ဖို့စီယုံခဲ့ပေမဲ့စီးပွားရေးလောကရဲ့ရက်စက်မှုကြောင့်အားကစားသမားအလုံးနီးပါးဟာသူ့ကိုဆွန့်ပစ်သွားခဲ့ကြပါတယ်။အဆုံးသတ်မှာတော့ဂျယ်ရီရဲ့လက်ထဲမှာကစားသမားတစ်ယောက်ထဲသာကျန်ရှိပါတော့တယ်။အဲ့ဒီကစားသမားကတော့စိတ်တစားဆန်ပြီးရိုင်းဆိုင်တယ်လို့ထင်ရတဲ့ရုပ်ရှင်အဖွဲ့ဝင် American ဖူဆယ်ကစားသမား Rod Tidwell ပဲဖြစ်ပါတယ်။ Rod ဟာစာချုပ်သစ်ကောင်းကောင်းရရှိဖို့နဲ့စာချုပ်တန်ဖိုးအများကြီးရဖို့ကိုပဲစိတ်အားထက်သန်နေသူဖြစ်ပြီးဂျယ်ရီကိုအစဉ်အမြဲတန်တရားကင်းစွာမဆက်ဆံခဲ့ပါဘူး။ Rod ရဲ့ထားရှိတဲ့စိန်ခေါ်မှုတစ်ခုကတော့ဂျယ်ရီကို Show me the money ဆိုတဲ့စကားကိုအော်ဟစ်ခိုင်းတာဖြစ်ပြီးဂျယ်ရီအနေနဲ့အောင်မြင်အောင်လှုပ်ဆောင်နိုင်မှသာစာချုပ်ကိုဘဝတစ်ခုလုံးပုံအပ်ထားမယ်ဆိုပြီးကတိပေးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဂျယ်ရီနဲ့ဒေါ်ရတီတို့ရဲ့ဆက်ဆံရေးဟာလည်းစတင်ပြောင်းလဲလာခဲ့ပါတယ်။ဒေါ်ရတီရဲ့ကလေးငယ်ရေးနဲ့ဂျယ်ရီတို့ကြားတန်ရောစင်တွေစတင်ခိုင်မာလာခဲ့ပြီးဂျယ်ရီဟာဒီမိသားစုလေးရဲ့နှွေးထွေးမှုကိုစတင်ခံစားလာရပါတယ်။ဒီပါရဲ့အခက်ခဲပေါင်းများစွာကြုံတွေ့နေရတဲ့အချိန်မှာဒေါ်ရတီဟာဂျယ်ရီရဲ့ဘေးမှာမယိမ်းမယိုင်ရက်တည်ပေးခဲ့ပြီးဂျယ်ရီရဲ့မရေရာတဲ့အနာဂတ်ကိုကူညီပံ့ပိုးပေးခဲ့ပါတယ်။စိန်ခေါ်မှုတွေဟာတစ်ခုပြီးတစ်ခုရောက်ရှိလာခဲ့ပါတယ်။ဂျယ်ရီရဲ့လက်ကျန်ကစားသမားဖြစ်တဲ့ Rod ဟာအရေးချင်းရှိပေမဲ့မာနာကြီးပြီးစီးပွားရေးဆန်လွန်းတာကြောင့်ဘယ်အသင်းကမှစားချုပ်ကြီးကြီးမားမားမချုပ်ချင်ခဲ့ပါဘူး။ဂျယ်ရီဟာ Rod ကိုပွင့်လင်းစွာသတိပေးခဲ့ရပါတယ်။ က
ကစားသမားတယောက်အနေနဲ့ပတ်စံကိုပဲကြည့်နေသမျှကာလပတ်လုံးပရိသတ်တွေနဲ့အသင်းပိုင်ရှင်တွေရဲ့အချစ်ကိုရရှိမှာမဟုတ်ဘဲနှလုံးသားနဲ့ကစားမှသာစစ်မှန်တဲ့အောင်မြင်မှုကိုရရှိနိုင်မယ်လို့သင်ကြားပေးခဲ့ပါတယ်။အချိန်တွေကုန်လွန်လာတာနဲ့အမျှဂျယ်ရီနဲ့ဒေါ်ရတီတို့ရဲ့ချစ်ရေးဟာလည်းတဖြည်းဖြည်းနှက်ဆိုင်လာပြီးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်မင်္ဂလာဆောင်လိုက်ကြပါတယ်။ဒါပေမဲ့ဂျယ်ရီရဲ့ရင်ထဲမှာတော့ဒေါ်ရတီပေါ်ထားရှိတဲ့အချစ်ဟာစစ်မှန်တဲ့အချစ်လားဒါမှမဟုတ်သူမရဲ့ကူညီမှုကိုတာဝန်တည်တဲ့ယုံတက်တက်ပဲလားဆိုတာကိုကိုတန်တရားဝင်နေခဲ့ပါတယ်။ဒီတန်ရောစင်နဲ့တာဝန်ဝတ္တရားတွေကြားမှာဂျယ်ရီဟာစိတ်ပိုင်းဆိုင်ရာရာသီဥတုဆိုးဝါးမှုကိုကြုံတွေ့ခဲ့ရပြီးဒေါ်ရတီနဲ့ခိတခဏခွဲခွာနေထိုင်ဖို့ဆုံးဖြတ်ခဲ့ရပါတယ်။တစ်ဖက်မှာလည်းရာသီကုန်ပွဲစဉ်နဲ့နီးကပ်လာတာနဲ့အမျှ Rocket Way ရဲ့အနာဂတ်ဟာစိန်ခေါ်မှုအပြည့်ဖြစ်လာခဲ့ပါတယ်။အရေးပါလာတဲ့အဆုံးအဖြတ်ပွဲစဉ်တစ်ပွဲမှာရော့ဟာသူ့ရဲ့စွမ်းဆောင်ရည်ကိုအပြည့်အဝထုတ်ဖော်ပြသခဲ့ရပါတယ်။ဒီပွဲစဉ်မှာရော့ဟာသူ့ရဲ့မာနတွေကိုဘေးချိတ်ပြီးနှလုံးသားပါနဲ့ကစားခဲ့ရပါတယ်။ပွဲစဉ်ရဲ့နောက်ဆုံးစက္ကန့်အလိုမှာရော့ဟာအသေးအတန်ကြိုးစားမှုကြောင့်ရမှတ်ရရှိခဲ့ပေမဲ့ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရရှိပြီးကွင်းအတွင်းမှာမိမျောသွားခဲ့ပါတယ်။ကွင်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပြီးဂျယ်ရီအပါအဝင်ပရိသတ်အားလုံးဟာစိုးရိမ်တကြီးကြည့်ရှုနေခဲ့ကြပါတယ်။ရော့ရဲ့အသက်ရှူတမ်းပျောက်ကွယ်သွားသလိုခံစားရတဲ့ဒီအချိန်မှာတော့ဂျယ်ရီဟာကစားသမားတယောက်ရဲ့တမိုးထက်လူတယောက်ရဲ့အသက်ရှင်သန်မှုကိုပုံမတန်မိုးထားမိလာပါတယ်။ဒါပေမဲ့မကြမီမှာပဲရော့ဟာသတိပြန်လည်လာခဲ့ပြီးပရိသတ်တွေရဲ့တောင်းဖြတ်အားပေးမှုကိုခံယူခဲ့ရပါတယ်။ရော့ဟာပတ်စံထက်ပိုတန်မိုးရှိတဲ့ပရိသတ်တွေရဲ့ချစ်ချင်းမြတ်တာကိုရရှိသွားခဲ့တာပါ။ဒီပွဲစဉ်ပြီးမှတော့ရော့ဟာမီဒီယာတွေရဲ့မေးမြန်းမှုကိုဖြေကြားရင်သူ့ရဲ့အေဂျင့်ဖြစ်တဲ့ဂျယ်ရီအပေါ်ထားရှိတဲ့တစ္ဆာရှိမှုနဲ့ကျေးဇူးတရားကိုလူအများရှေ့မှာအသိအမှတ်ပြုပြောကြားခဲ့ပါတယ်။ဒီခိုက်ချက်ဟာဂျယ်ရီအတွက်စီးပွားရေးအရအောင်မြင်မှုထက်ပိုမိုကြီးမားတဲ့ဝိညာဉ်ရေးအရအနိုင်ရရှိမှုဖြစ်ပါတယ်။တန်မောင်းများစွာသောစာချုပ်တစ်ကို Rock ရရှိသွားတဲ့ချိန်မှာတော့ဂျယ်ရီဟာဘဝရဲ့စစ်မှန်တဲ့အဓိပ္ပာယ်ကိုသဘောပေါက်သွားခဲ့ပါတယ်။သူ့ရဲ့စီးပွားရေးအောင်မြင်သွားပေမဲ့ဂျယ်ရီရဲ့ရင်ထဲမှာတော့ဟာလာဟင်းလင်းဖြစ်နေတော့မှာသူစစ်မှန်စွာလိုအပ်နေတာဟာအောင်မြင်မှုမဟုတ်ပဲသူ့ကိုအကျွမ်းမဲ့ချစ်မြတ်နိုးပေးတဲ့ဒေါ်ရတီဖြစ်တယ်ဆိုတာကိုသူသဘောပေါက်သွားခဲ့ပါတယ်။ဂျယ်ရီဟာဒေါ်ရတီရဲ့အိမ်ကိုချက်ချင်းပြန်သွားခဲ့ပြီးသူမရဲ့အရှိမရိုးသားစွာသူ့ရဲ့ခံစားချက်ကိုဖွင့်ဟဝန်ခံခဲ့ပါတယ်။မင်းဟာငါရဲ့လိုအပ်ချက်တွေကိုပြည့်စုံစေတယ်ဆိုတဲ့စကားလုံးနဲ့အတူဂျယ်ရီရဲ့နှဆိုင်တဲ့အချစ်ကိုဒေါ်ရတီထံဆက်တာခဲ့ပါတယ်။ဒေါ်ရတီကလည်းဂျယ်ရီကိုကြည့်ပြီးမင်းငါ့ကိုနှုတ်ဆက်လိုက်ကလေးကငါနှလုံးသားကိုမင်းပိုင်ဆိုင်သွားခဲ့ပြီးသားပါလို့ရိုးသားစွာတုံ့ပြန်ခဲ့ပါတယ်။ဒီအခိုက်အတန့်မှာတော့ဂျယ်ရီမကွိုင်းယားရဲ့ဘဝဟာအရာရာပြည့်စုံသွားခဲ့ပြီးဟန်စာမှုတွေမပါတဲ့စစ်မှန်တဲ့အချစ်နဲ့အောင်မြင်မှုကိုတပြိုင်နက်တည်းပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ဇလန်ရဲ့အဆုံးသတ်မှာတော့ဂျယ်ရီမကွိုင်းယားဟာထိပ်တန်းအားကစားသမားအေဂျင့်တယောက်ထက်ပိုမိုကြီးမားတဲ့ဘဝကိုပိုင်ဆိုင်သွားခဲ့ပါတယ်။သူဟာစီးပွားရေးဆန်လာတဲ့စနစ်ကြီးကိုစိန်ခေါ်ပြီးမိမိရဲ့ကြောက်တိုင်လိုမျိုးခိုင်မာတဲ့မူဝါဒတွေကိုစုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ Rocket Way နဲ့အတူစစ်မှန်တဲ့မိတ်ဆွေစစ်အဖြစ်ကိုရရှိခဲ့သလိုဒေါ်ရတီနဲ့ရေတို့နဲ့အတူနှွေးထွေးတဲ့မိသားစုဘဝကိုထူထောင်နိုင်ခဲ့ပါတယ်။ဒီဇလန်ကပေးခြင်းတဲ့သင်ခန်းစာကတော့စစ်မှန်တဲ့အောင်မြင်မှုဆိုတာဘဏ်အကောင့်တွေကကဏ္ဍတွေမဟုတ်ဘဲနဲ့ကိုယ်ဘေးနားမှာရှိတဲ့စစ်မှန်တဲ့လူသားတွေရဲ့ချစ်ချင်းမြတ်တာနဲ့မိတ်ဆွေစစ်တွေဖြစ်တယ်ဆိုတာပဲဖြစ်ပါတယ်။နောက်ထပ်ရရှိနိုင်တဲ့သင်ခန်းစာတွေကတော့နံပါတ်1စီးပွားရေးနဲ့အောင်မြင်မှုထက်လူသားဆန်မှုနဲ့စစ်မှန်သောဆက်ဆံရေးကသာပုံမိုတမိုးရှိပါတယ်။ဘဝမှာငွေကြေးနဲ့ယာရုတိုးတက်မှုနောက်ကိုမဆုံးမနစ်လိုက်ကောက်နေတာထက်ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့စစ်မှန်တဲ့တန်ရောစင်နဲ့ဂရုစိုက်မှုတွေကိုထူထောင်ခြင်းကသာရေရှည်မှာအမှန်တကယ်ပြည့်စုံတဲ့ဘဝကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။နံပါတ်1မိမိရဲ့စေတနာနဲ့မူဝါဒအတွက်စွန့်စားရတဲ့တတိရှိရပါမယ်။မှန်ကန်တဲ့အရာကိုပြုလုပ်ရန်စနစ်တစ်ခုကိုစိန်ခေါ်တဲ့အခါမှာအစပိုင်းမှာတော့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နိုင်ရပေမဲ့လည်းမိမိရဲ့ယုံကြည်ချက်အတိုင်းခိုင်မာစွာရပ်တည်မယ်ဆိုလို့ရှိရင်နောက်ဆုံးမှာတော့စစ်မှန်တဲ့အောင်မြင်မှုကိုရရှိမှာဖြစ်ပါတယ်။နံပါတ်3စစ်မှန်သောချစ်ချင်းမြတ်တာသည်မပြည့်စုံမှုကိုဖြည့်ဆည်းပေးတယ်။ဘဝမှာအရာရာပြည့်စုံနေတဲ့တိုင်အောင်စစ်မှန်တဲ့ချစ်ချင်းမြတ်တာနဲ့နားလည်မှုမရှိဘူးဆိုလို့ရှိရင်ဟာလာဟင်းလင်းဖြစ်နေမှာဖြစ်ပါတယ်။အပြန်အလှန်လေးစားမှုနဲ့အကူအညီပေးလိုတဲ့စိတ်ဓာတ်တွေကဘဝရဲ့အဓိပ္ပာယ်ကိုပုံမတောက်ပစေပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ movie recap တွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီးဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့အောင်။ဒါကမိတ်ဆွေတို့အတွက်အပန်းမကြည့်ပေမဲ့ကျွန်တော်တို့အတွက်တော့အားစိတ်တစ်ခွက်ပါ။နောက်ထပ်ဘယ်ဇာတ်ကားတွေကို recap လုပ်စေချင်လဲဆိုတာကို comment မှာရေးခဲ့ပေးပါအောင်နော်။အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။